ဗျာရှင်ပြမေးခွန်းဟိုကုသိုလ်တွေအစုစုထဲမှာဗျာဒါနကုသိုလ်သီလကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အဲ့မှာဘယ်ကုသိုလ်တွေကအစစ်စစ်ပို့ပြီးတော့အစွမ်းထက်ပြီးတော့ပို့ပြီးတော့ကြီးမားလဲဆိုတာသိပြစီဗျာကုသိုလ်တွေအစစ်စစ်ပေါ့ဗျာဘာဝနာကုသိုလ်ကတော့အမြင့်ဆုံးပေါ့ဒါနကုသိုလ်ကတော့ရောက်လျာဘဝမှာသူကချမ်းသာမှုကိုပေးနိုင်တယ်လူဖြစ်ရင်လူချမ်းသာနတ်ဖြစ်ရင်နတ်ချမ်းသာတိရစ္ဆာန်ဖြစ်ရင်တိရစ္ဆာန်ချမ်းသာဒါနကသူကဂတိကောင်းဖို့တောင်းမယူနိုင်ဘူးသူကချမ်းသာမှုကိုပဲပေးနိုင်တယ်သီလကြတော့ဂတိကောင်းဖို့တောင်းယူတယ်ဂတိကောင်းဖို့ဆိုတာသီလရှိတဲ့ပုဂ္ဂိုလ်ဒုက္ခတိအပေဘုံကိုမရောက်နိုင်ဘူးသူဂတိကိုရောက်နိုင်တယ်အဲ့တော့သူဂတိကိုရောက်နိုင်ပြီးတော့ဒါနကအကျိုးပေးတယ်ဆိုရင်အဲ့ရောက်တဲ့ပုံမှာသူချမ်းသာတယ်ပေါ့အဲ့တော့ဆိုတာကဂတိကိုကောင်းအောင်လုပ်ပေးနိုင်တဲ့ကြောင့်သီလကပုံဖြတ်တယ်ပေါ့နော်နောက်တစ်ခါသမထဝိပဿနာတွေရဲ့အခြေခံလည်းဖြစ်တယ်သီလကလေအဲကြောင့်ဒါနတဲ့သီလကမြတ်တယ်ပေါ့နော်အဲကြောင့်ဒါနတော်သီလံပရိတတရံစာထဲမှာဟောတာဒါနတဲ့သီလအစအများကြီးတာတယ်သီလတဲ့ဘာဝနာကပိုတာတာပေါ့သီလကဒါနတဲ့ဆိုင်တာတယ်ဆိုပေမဲ့လည်းတန်ត្រာမှာကျင်နေသေးတာပဲလေဒီသီလကဘာဝနာကြတော့မဖို့နိဗ္ဗာန်ကိုရပြီးတော့တန်ត្រာကလွတ်မြောက်သွားစေလို့သူကပိုမြတ်တယ်လို့ပြောတာနော်ကုသိုလ်အဖြစ်ကြည့်မယ်ဆိုရင်တော့အဘိဓမ္မာမှာမဟာကုသိုလ်တွေကြီးပဲဒါနဖြစ်ဖြစ်သီလဖြစ်ဖြစ်ဘာဝနာဖြစ်ဖြစ်မဟာကုသိုလ်စိတ်ဘာဝနာကတော့နောက်ကမဟကုတ်စိတ်တွေမက်စိတ်ဖို့စိတ်တွေရှိတာပေါ့နော်မက်ဖို့တွေရှိသေးတယ်ပုံမှန်ဝိပဿနာစိတ်ဆိုရင်မဟာကုသိုလ်စိတ်ပဲအဲ့တော့အားလုံးကမဟာကုသိုလ်တွေတူနေပေမဲ့လည်းအကျိုးပေးပုံချင်းကကွာသွားပြန်တယ်အကျိုးပေးပုံကိုကြည့်ပြီးတော့ဆိုတော့မြတ်တယ်လို့ပြောတာစိတ်ကတော့အတူတူပဲဝိပဿနာစိတ်လည်းမဟာကုသိုလ်ပဲဒါနလည်းမဟာကုသိုလ်ပဲသီလလည်းမဟာကုသိုလ်စိတ်ပဲအဘိဓမ္မာမှာကုသိုလ်စိတ်ကအတူတူပဲဒါပေမဲ့အကျိုးပေးတာကွာသွားတယ်ဒါနအကျိုးပေးပုံနဲ့သီလအကျိုးပေးပုံမတူတော့သီလကပုံမြတ်တယ်လို့ပြောတာသီလအကျိုးပေးပုံနဲ့ဘာဝနာအကျိုးပေးပုံမတူတော့ဘာဝနာအကျိုးကပုံမြတ်တယ်လို့ပြောတာသီလရှိတဲ့ပုဂ္ဂိုလ်တရားထုတ်ပြီးသီလမရှိဘူး sorry သီလရှိပြီးတရားအမထုတ်ရင် तू ကဒီတဘွားမှာတော့သီလရှိတဲ့အတွက်ကြောင့်လက်ပြရောက်ပြီးမယ်နောက်ဘွားမှာ तू မိစ္ဆာဒိဋ္ဌိဖြစ်သွားနိုင်သေးတယ်ဟုတ်လားဘာဝနာမှမပါတာနောက်ဘွားမိစ္ဆာဒိဋ္ဌိဖြစ်ပြီးတော့အပယ်ကြရင်ကြမှာပဲအဲ့တော့ဘာဝနာရှိတဲ့ပုဂ္ဂိုလ်ကနောက်ဘွားလည်းခိုင်မာသွားတယ်ဒီဘွားသောတာပန်ဖြစ်သွားပြီဆိုရင်နောက်ဘွား तू တန်ត្រာတစ်ချောင်းလုံးမှာအပယ်မကြနိုင်တော့ဒါကြောင့်သီလတဲ့ဘာဝနာကမြတ်တယ်လို့ဆိုလိုတာစိတ်ကတော့တူတယ်အကျိုးပေးပုံချင်းကွာသွားတာပေါ့နော်ဟုတ်ဒါနထဲမှာဆိုရင်ဘယ်ဟာအကြီးမားဆုံးလဲဗျာသီလထဲမှာကျတော့ဘယ်သီလအကြီးမားဆုံးလဲဗျာဘာဝနာထဲမှာဘယ်လိုဥမာဘယ်ဘာဝနာအကြီးမားဆုံးလဲဗျာမေတ္တာဘာဝနာလားဒါမှမဟုတ်ရင်တဏှာကုံစောက်ကြည့်တာလားဒါမှမဟုတ်ရင်ဗုဒ္ဓဂုတိပွားလားဗျာအဲ့အလေးအစစ်စစ်ကြီးမားပါပုံလေးနဲ့သိပြသေးဗျာဒါနထဲမှာအမြတ်ဆုံးဒါနဆိုဖျားကိုလူတဲ့ဒါနအမြတ်ဆုံးပဲနော်ဦးဇင်းတို့နိုင်ကိကအလူကအမြတ်ဆုံးလို့ပြောတယ်တန်ဃာကိုလူတာနဲ့ဖျားကိုလူတာပုံမြတ်တယ်တော်တော်များကထင်နေတာကအဲ့ဒါတခါတော်တော်ကြာပြီအဲ့ဒါရေးဘူးတယ်တန်ဃာကိုလူတာနဲ့ဖျားကိုလူတာဘယ်ဟာပိုတာလဲဆိုတော်တော်များကတန်ဃာကိုလူတာတာတယ်လို့ပြောနေတာတကယ်တော့အလူခံပုဂ္ဂိုလ်တွေထဲမှာဖျားအမြတ်ဆုံးပဲဖျားတက်တာတဲ့အလူခံပုဂ္ဂိုလ်လောကမှာမရှိဘူးဒါကြောင့်အကျိုးတစ်ခုလုံးရစေချင်တယ်ဆိုရင်ဖျားအမှုရှိသောတန်ဃာကိုလှူရင်ပိုကျေးဇူးပိုများတယ်နော်ဖျားကိုလူပါတယ်ဆိုရင်ဖျားအတွက်ပဲကုသိုလ်တစ်မျိုးပဲရမယ်တန်ဃာကိုလူပါတယ်ဆိုရင်တန်ခိကကုသိုလ်တစ်မျိုးပဲရတယ်အဲ့တော့ဖျားရောတန်ဃာတစ်ခုလုံးပါအောင်ဖျားအမှုရှိသောတန်ဃာကိုလူပါ၏ဆိုရင်ဒါကုသိုလ်တစ်ခုလုံးပါသွားတယ်အဲကြောင့်ဖျားမှုရှိသောတန်ဃာလူတဲ့ကုသိုလ်ကအများဆုံးပဲပေါ့နော်နောက်တစ်ခါသီလထဲမှာဆိုလို့ရှိရင်တော့ဦးဇင်းတို့ဒါယဟန်တော်တွေရဲ့သီလကတော့အများဆုံးပေါ့ယဟန်တော်တွေရဲ့ပါဠိမောက္ခသမ္မနာသီလခေါ်တယ်229တဲ့လူတွေမှာဆိုရင်တော့ဒါ10ပါးသီလပေါ့လူတွေမှာ9ပါးရှိတယ်10ပါးရှိတယ်10ပါးရှိတယ်လေ10ပါးသီလတော့လူတွေမှာအများဆုံးပဲယဟန်တော်ဒီမှာကတော့ဒါနော်ဒီဝိနည်းသီလတွေကအများဆုံးပဲဒါသာသနာတွင်းသီလခေါ်တယ်တာ9ပါးသီလလို့ကြတော့သာသနာပသီလဥပုသ္သီလတော့သာသနာပသီလလေဒီယဟန်တို့ရဲ့သီလကြတော့ဒါသာသနာတွင်းသီလ तू ကအများဆုံးဖြစ်တယ်ပေါ့နော်ပို့ပြီးတော့ရှင်းပြမယ်ဆိုလို့ရှိရင်ဝိပဿနာအခြေခံတဲ့သီလပိုမြတ်တယ်နော်ဒီသီလဒီလောကီကာယုံကိုအာယုံတွေအတွက်မဟုတ်ဘဲနဲ့ဝိပဿနာအတွက်ထောက်ပံ့ဖြစ်တဲ့သီလမျိုးဆိုရင် तू အပိုအမြတ်ဆုံးပဲနော်အဲ့လိုပဲဘာဝနာမှာလည်းအဲ့တိုင်းပဲသမထတွေအားထုတ်တယ်သာသနာ့ဘကာလမှာအထုတဲ့သမထနဲ့သာသနာတွင်းမှာအထုတဲ့သမထမတူပြန်ဘူးသာသနာ့ဘမှာသမထကြတော့သူကမဖို့နိဗ္ဗာန်အတွက်ထောက်ပံ့မဖြစ်ဘူးသာသနာတွင်းမှာအထုတဲ့သမထကြတော့ဝိပဿနာအတွက်ထောက်ပံ့ဖြစ်တယ်ဇန်တွေပါတွေဝင်စားတယ်ပြီးအဲ့ဒီဇန်ကိုဝိပဿနာစိတ်နဲ့ပြန်ရှုတယ်အဲကြောင့်ဝိပဿနာရဲ့အရှုခံဖြစ်တဲ့ဇန်တမာတိကမြတ်တယ်တမာတိထဲမှာဆိုရင်ပေါ့အဲ့တော့ဝိပဿနာပညာထဲမှာဆိုရင်တော့ဝိပဿနာပညာပြီးမှမက်ပညာဖို့ပညာဆိုတာလာတယ်အဲ့တော့ဝိပဿနာပညာထက်မက်ပညာပိုပြတ်တယ်မက်ပညာထက်ဖို့ပညာကပိုမြတ်မှာတော့နောက်ဆုံးအမြင့်ဆုံးကတော့ရတ္တဖို့ပညာအမြတ်ဆုံးပါပဲနော်